မင်္ဂလာပါရှင်ဗမာတိုင်းသားဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့အချိန်ညောင်ပင်တိုက်ပွဲမှာစစ်ကောင်စီဘက်ကတိုက်လေရင်ကိုအတိကအသုံးပြုတိုက်ခိုက်နေပါတယ်စစ်ကောင်စီကဖရော်ကျေးရွာအနီးတစ်ဝိုက်ကိုဟယ်လီကော်ပတာပေါ်ကဆက်လက်နက်နဲ့လျံတန်းပစ်ခတ်နေပါတယ်နောက်ခီကျေးရွာမှာစစ်ရှောင်နေတဲ့ပြည်သူတွေတဖန်ပြန်လည်စစ်ပေးတင်းရှောင်နေတဲ့တည်င်းတွေကိုတင်ဆက်တော့ပါမယ်ကျွန်မကတည်င်းတင်ဆက်သူရှင်းမုံပါဝိုင်းမော်မြို့နယ်ရွှေညောင်ပင်ကျေးရွာမှာတပ်ဆွဲနေတဲ့ခမရ321စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ကထိုးစစ်ဆင်တိုက်ခိုက်နေစေဖြစ်ရာဒီကနေ့မေလ22ရက်နေ့မှာလဲစစ်ကောင်စီဘက်ကတိုက်လေရင်ကိုအတိကအသုံးပြုခုခံတိုက်ခိုက်နေတယ်လို့ရှေ့တန်းစစ်မြေပြင်သတင်းတွေအရသိရပါတယ်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားတဲ့ရွှေညောင်ပင်ကျေးရွာဘက်ကိုတိုက်လေရင်ဝိုက်ထွဲထောက်ပို့လေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်နေပြီးတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့တာလောကြီးဖက်ကိုလည်းရော့ကတ်နဲ့ပစ်ခတ်တိုက်ခိုက်တာမကဝိုင်ထွဲထောက်ပို့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဝိုင်းမော်မြို့နယ်အနီးတစ်ဝိုက်မှာတိုက်ပွဲဖြစ်ပွားနေတာကြောင့်ဒေသခံပြည်သူတွေဟာလုံခြုံတယ်လို့ယူဆရတဲ့နေရာတွေဘက်ကိုရွှေ့ပြောင်းတိမ်းရှောင်နေကြရပါတယ်။စစ်ကောင်စီတပ်ဟာမြစ်ချနာမြို့နယ်အကျဲကျေးရွာအနီးဖရော်ကျေးရွာဘက်တွေကိုလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့မေလ20ရက်21ရက်နေ့ရက်ဆက်တိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။မြစ်ချနာမြို့နယ်ဖရော်ကျေးရွာအနီးဝန်းကျင်ကိုစစ်ကောင်စီကမေလ20 21နေ့ရက်ဆက်တိုက်ဟယ်လီကော်ပတာပေါ်ကဆက်လက်နက်နဲ့ရန်တမ်းပစ်ခတ်နေတယ်လို့ဒေသခံပြည်သူတွေထံကနေသိရပါတယ်။ဖရော်ကျေးရွာအထက်ပိုင်းမှာဒီကနေ့မေလ21ရက်နေ့မွန်းလင်းအချိန်ကကြောက်ခွဲဆက်အနီးတစ်ဝိုက်မလေးခုနဲ့ဖရော်ကျေးရွာကက်သလစ်အတင်းတော်ဆူတောင်းတောင်နေရာတွေကိုဟယ်လီကော်ပတာပေါ်ကဆက်လက်နက်နဲ့အကြိမ်20ကျော်လှည့်လည်ပစ်ခတ်သွားတယ်လို့သိရပါတယ်။မေလ20ရက်နေ့မနေ့ကလည်းတိုက်လေရင်နဲ့ပုံကျဲတိုက်ခိုက်ပြီးတော့ဖရော်ကျေးရွာတစ်ဝိုက်120မမလို့ယူဆရတဲ့လက်နက်ကြီးတွေနဲ့လည်းပစ်ခတ်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ဝိုင်းမော်မြို့နယ်နောက်ခီကျေးရွာမှာစစ်ပေးတင်းရှောင်နေတဲ့ဂျောကျေးရွာနဲ့တပတ်ကျေးရွာကပြည်သူတွေဟာမေလ20ရက်နေ့ကနေစပြီးနောင်ချင်းကျေးရွာဘက်ကိုတဖန်ပြန်လေစစ်ပေးတင်းရှောင်နေကြရတယ်လို့သိရပါတယ်။နောင်ခီကျေးရွာပြည်သူတွေဟာတစ်နေ့ထက်တစ်နေ့စစ်ရဲ့အခြေအနေပိုဆိုးရွားလာတာတွေကြောင့်အခုလိုလုံခြုံတဲ့နေရာကိုပြန်လေတင်းရှောင်လာတာဖြစ်တယ်လို့စစ်ရှောင်ပြည်သူတွေထံကနေသိရပါတယ်။နောင်ခင်းကျေးရွာပြည်သူတွေကနေလည်းစစ်ရှောင်လာတဲ့ပြည်သူတွေကိုစားရေးနဲ့နေရေးပိုင်းမှာတက်နိုင်တဲ့လောက်ကူညီပေးနေပေမဲ့တက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေအတွက်အာဟာရရှိတဲ့အစားအစာတွေဆေးဝါးတွေအရေးတကြီးလိုအပ်နေတယ်လို့သိရပါတယ်။နောက်ချင်းကျေးရွာဘက်ကိုစစ်သိမ်းရှောင်လာတဲ့နောက်ခီစစ်ရှောင်ပြည်သူတွေဟာအိမ်ထောင်စု400ကျော်ရှိတယ်လို့လည်းစုံစမ်းသိရှိရပါတယ်။တင်ဆက်မှုပြီးဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်ပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။